ငယ်ဘဝကျွန်တော်ရဲ့အမတ်ရစရာလေးတွေကလည်းအဲ့ဒါမန္တလေးမှာအညာမှာဖြစ်နေတာဟုတ်နော်ဆိုတော့လည်းပဲကျွန်တော်ချင်းပြည်ကိုတော့ကျွန်တော်တစ်ခါလောက်ပြန်နေငယ်ရနော်မိဘတွေခေါ်သွားတယ်ကျွန်တော်တို့ရွာရောကျွန်တော်တို့ဟိုဖွာဒီအမေရွာပဲရောကျွန်တော်ခဏရောက်တယ်နော်နောက်ပြီးတော့အထီးတွေတော့ရှိတယ်ချင်းပြည်တွေကနော်ကျွန်တော်ရဲ့ memory လည်းရှိတယ်ငယ်ဘဝ memory လည်းချင်းပြည်မှာရှိတယ်မန္တလေးမှာပေါ်တော့တက်တော့လဲချင်းနေနဲ့ပဲအတူတူပါပဲနော်ဟာခါရီရောဖလမ်ရီရောမင်းတပ်ရီရောဆုံးပါတယ်တိတိမတွန်းလာဘလုံးဆုံးတယ်ဆိုတော့ဘောကကျွန်တော်ကချင်းပြည်မှာမကြည့်ပင်ခဲ့ပေမဲ့ကျွန်တော်ကမိပြတ်မှာချင်းနေတဲ့တော့တော်တော်လေးထိတွေ့ခဲ့ပါတယ်နော်အဲ့ဒါတခုဆိုတော့နိုင်ငံကြီးအပိုင်းကိုစပြီးတော့စိတ်ဝင်စားလာတာကဒီ7 July ပေါ့နော်1962 7 July မှာကျောင်းသားတွေတက်ခါတော့ကျွန်တော်က15နှစ်သားပဲရှိသေးတယ်ဆိုတော့အဲ့နောက်ပိုင်းမှာကျွန်တော်မန္တလေးတက္ကသိုလ်ကအဲ့ကျောင်းသားတွေဖြန့်ဝေတဲ့ဒီမြေအောက်စာပေတွေကျွန်တော်ဖတ်ရတယ်တော်တော်လေးကောင်းတယ်အထူးဖြင့်ဒီ7 July ကျောင်းသားတွေကိုအတူယုံတက်တဲ့ကိစ္စနဲ့ຫນွယ်ပြီးတော့နော်ကြပြာတွေရောစာညွန့်တွေရောကျွန်တော်အများကြီးဖတ်ခဲ့ရတယ်ဖတ်ခဲ့ရပြီးတော့တော်တော်ခံစားခဲ့ရတယ်နော်သိတဲ့မှာကျွန်တော်တို့အရေးသားတွေရတယ်အရင်ကောင်းတဲ့ခါကျတော့နော်ဒါပြီးတော့တော်တော်ဝမ်းနေရတာရှိတယ်ဒေါ်ဘွားရတာရှိတယ်နော်ဆိုတော့အဲ့ဒီမှာကျွန်တော်နိုင်ငံရေးစိတ်တွေဝင်လာတယ်လို့ကျွန်တော်ထင်တယ်ဘာလို့အရင်တော့ကျွန်တော်မသိဘူးဘယ်ကနေစလဲဆိုတာအတော်တွေကခဏမေးတယ်တေးကြီးမဲကြီးလှုပ်ပြီးတော့တောင်းနေခဏကြာတော့ဘာဖြစ်လို့တော့လှုပ်တာလဲဘယ်ကနေနိုင်ငံရေးစိတ်တွေဝင်လာတာလဲမင်းငယ်လေးတွေတက်ခါတာရှိလားမင်းရှိမှာဘာညာမေးတော့ကျွန်တော်လည်းဘယ်လိုဖြစ်ရမှမသိဘူးဒါပေမဲ့အသက်ကြီးလာတဲ့ခါကျမှအတိတ်ဘဝကိုပြန်စဉ်းစားတဲ့ခါကျတော့ကျွန်တော်နိုင်ငံရေးစိတ်ဆက်တွေ့တာအဲ့စစ်အာဏာရှင်တက်လာပြီးတော့ကျောင်းသားတွေတတ်တာနေတော့ underground literature တွေဖတ်တာနေစတယ်လို့ကျွန်တော်ပြန်မှတ်မိတယ်နောက်ပြီးတော့ချင်းမျိုးသားရေးကတော့ကျွန်တော်တို့ကဟိုပြည်မှာနေခဲ့ရတော့ဒါထုံးစံတိုင်းပေါ့ဗျာငယ်ဘဝဆိုတော့ပမာသိငယ်ကြီးနေရလဲချင်းပုတ်ပါညာပြောတာရှိတာပေါ့နော်အဲမှာတော့ပဲတိမလဲကျွန်တော်တို့ကပမာအကြောင်းလဲသိနေတာမဟုတ်ဘူးဆိုတော့တော့ပွားတာပေါ့နော်အဲ့လိုကနေလဲငါကမတူပါလားပေါ့နော်သူတို့နဲ့ငါမတူပါငါချင်းပါလားဆိုတဲ့စိတ်ကဝင်လာတာပေါ့နော်ဒါပေမဲ့တကယ်ကြီးလာတဲ့ခါကျတော့လေဒါတွေကပမာအကြောင်းကိုကောင်းတိလာတော့သူတို့ကခင်းလို့မင်းလို့ခေါ်တာလဲရှိတတ်တယ်နော်အဲ့လိုချင်းပုတ်ခေါ်တိုင်းလဲစိတ်ဆိုးဖို့မဟုတ်ဘူးနော်တော်တော်များများတောင်ဘွားတွေလာတဲ့လူရအဲ့လိုခေါ်ခိုင်းချစ်စိတ်ဆိုးတာလေပမာတွေကတော့မသိကြဘူးနော်သူတို့ကတော့ insensitive ပေါ့နော်ဘယ်သူဖြစ်သူကအဲ့လိုခေါ်လိုက်တာပဲဆိုတော့အဲ့ဒီကနေတော့ကျွန်တော်ကမျိုးသားရေးစိတ်ဓာတ်လည်းတည်းဝင်လာတာပေါ့နောက် Tolzen တို့ဒီ Rangdol တို့နော်တော်လိုင်းစတဲ့ခါမှာ64ကျွန်တော်ပေါ်လာမှာပဲအဲ့မှာတွန်းတန်ကလျန်စပေါဆိုတာကျွန်တော်ရဲ့စကားကြီးသူကကျွန်တော်အများကြီးကျွန်တော်ပို့ချတယ်နော်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့သူကကျွန်တော်ရဲ့လက်ဦးဆရာလို့ပြောလို့ရတယ်နော်ချင်းနိုင်ငံရေးမှာပေါ့နော်ဆိုတော့အဲ့ဒီကနေမှကျွန်တော်တို့ကလည်းအရင်တက်ကြွတယ်နော်ဖြစ်နိုင်ကျွန်တော်တို့ကတောတော်ခိုးချင်တာအဲ့တော့ဒါပေမဲ့လက်တွေ့မှာလည်းအသက်လက်ငယ်လေးတယ်ဆိုတော့အလုံးမဖြစ်ဘူးနော်မခိုးဖြစ်ဘူးပေါ့ဆိုတော့တက်ကလေးရောက်လာတဲ့ခါကျတော့ချစ်ပုံက68 69မှာရောက်လာတယ်ရောက်လာတော့ကျွန်တော်တို့တက်ကလေးရောက်တဲ့ကာလလေးဟာတော်နိုင်ငံရေးပုံကြွမှုတွေနော်ចောင်းသားလှုပ်ရှားမှုတွေအများများတဲ့ကာလဖြစ်နေတယ်ဆိုတော့ငယ်ကလည်းအခါလည်းရှိထားပြီဆိုတော့အဲ့ဒီမှာဝင်ပါတော့တယ်လေနောက်တစ်ချိန်တည်းမှာဒီចောင်းသားလှုပ်ရှားမှုမှာပါတဲ့အပြင်ပုလင်ဦးလည်းအဲ့မှာလာတိုးတယ်68 69ကျွန်တော်တို့ဝင်တဲ့ကာလမှာပဲဒီချင်းလူငယ်များအကြံပေးတင်ပြချက်ဆိုတဲ့စာတမ်းတင်ပြဖို့နော်ဥနေဝင်စီတင်ပြဖို့အကြောင်းပေါ်လာတယ်နော်ဒီအကြောင်းတွေကတော့ရှည်တော့ကတူပဲပြောလိုက်တော့မယ်ဆိုတော့အဲ့ဒီမှာဓာတ်ဝင်ပါတယ်ဆိုင်းတွေပါလဲထိုးတယ်ဆိုတော့ချင်းမျိုးတိုင်းလှုပ်ရှားမှုလဲတခါလဲစတော့လာပေါ့နော်တကယ်လို့ရောက်တာနဲ့နောက်ကျောင်းသားလှုပ်ရှားမှုကတော့ second year မှာဒီ CF game ပေါ့နော်
Southeast Asia Peninsula game ပေါ့နော် fifth game ပေါ့နော် fifth game ခုတော့ Southeast Asia game C game လို့ပဲခေါ်တော့ဗောလေအဲ့မှာကျောင်းသားတွေစပြီးတော့ဆန္ဒပြတယ်နော်အဲ့တော့ကျွန်တော်တို့တမိုင်းဆောင်မှာနေရတာဟုတ်တမိုင်းဆောင်ကအားကစားရုံစတုံးတယ်လေအဲ့မှာ boxing ထိုးတာဟုတ်ကျွန်တော်ဒူးရမှနေတာဟုတ်ဒူးရနဲ့ကတ်ရက်ဆိုတော့ကျွန်တော်တို့ကအဲ့ final boxing final လေးမှာကျွန်တော်တို့သွားကြည့်တယ်အထွက်မှာကျောင်းသားတွေကဆန္ဒပြနေပြီဖြစ်မှာတခါလေးကျွန်တော်ချင်းပါတာအဲ့မှာအရင်တက်ကြွတယ်နော်ပါပြီးတော့အဲ့နေ့တော့ကျွန်တော်အဖမ်းတော့မခံရဘူးနော်ကျွန်တော်လာမဘူးပိတ်ပြီးတော့တကြလုံးထိုင်ပြီးတော့ကျွန်တော်ပိတ်တယ်နောက်မနေ့လေးနဲ့ခါဘတ်စကားတွေမသွားနိုင်အောင်ကျွန်တော်ပိတ်တယ်နောက်ပိုင်းကျောင်းသားကောင်းဆောင်တွေကအဲ့တပိတ်ကိုရုပ်သိမ်းတော့ကျွန်တော်လည်းပြန်သွားကြတယ်ကျွန်တော်တို့အဲ့တုန်းကတော့အဆောင်ကနေထုတ်မလားကျောင်းကနေထုတ်မလားတခုတော့ခါမယ်ဆိုပြီးတော့အဖေတို့အမေတို့တော့ပြောထားတယ်ဒါပေမဲ့ဘာမှမခံရဘူးအဲ့တော့ first time ကျွန်တော်ကျောင်းသားလူရှာမှုမှာစပါတာပဲအဲ့ရစပြီးတော့ကျောင်းသားတွေနဲ့ကျွန်တော်ကစပြီးတော့အဆက်တွေရလာတယ်ကျောင်းသားတွေမှာလှုပ်ရှားတဲ့လူတွေကလည်းကျွန်တော်သိလာတယ်ဆိုတော့အဲ့ဒီလိုပဲဒီပူလန်ဦးတို့ဦးဆောင်ပြီးတော့လုပ်တဲ့ Federal Movement ဆိုပါစို့เนาะခုခေတ်နောက်ပိုင်းမှာကျွန်တော်တို့ Federal Movement လို့ပဲနာမည်ပေးတယ်ကျွန်တော်တို့ဦးနေဝစီတင်တယ်ပြီးတော့ကျွန်တော်တို့နောက်ဆုံးမှာဖမ်းတယ်အဲ့69မှာကျွန်တော် sign ထိုးခဲ့တယ်ဟာเนาะအဲ့တော့72 December ကျမှဖမ်းတယ်72 December ချင်းလူကြီးတွေကျောင်းသားကောင်းဆောင်တချို့နဲ့လူကြီးတွေပေါ့နော်စဖမ်းတယ်90လောက်ဖမ်းတယ်အဲ့ဒီမှာကျွန်တော်တော့နောက်ဆုံးကြမှာဖမ်းတယ်ဗောလေဆိုတော့ကျွန်တော်အင်းစိန်တောင်ထည့်တယ်ဆိုတော့အင်းစိန်တောင်မှာကျွန်တော်1973တခုလုံးနေရတာပေါ့နော်74 January မှာတော့ပြန်လွတ်လာတယ်နော်ဘာဆိုအဲ့ဒီမဆလာရဲ့ socialist အခြေခံဥပဒေအတည်ပြုတော့ကျွန်တော်ပြန်လွတ်လာတယ်ပြန်လွတ်လာပြီးတော့ကျွန်တော်က NIB clearance စောင့်ရတယ်ကျွန်တော်ချင်းတက်ခွင့်မရဘူးဆိုတော့ကျွန်တော်ဖေကအဲ homeland ဘက်မှာလည်းဘာကြောက်စိမ့်နေပဲတွားလို့ကျွန်တော်ကိုတယောက်ရှိတာပေါ့အဲမှာတင်မော်လိုက်မှာတက်ဆရာအဲကြောက်စိမ့်နေပဲဆရာတယောက်ခေါ်ဆရာတယောက်ရှိတယ်အဲမှာကျွန်တော်ဗမာတယောက်ကိုတင်ဝေးဆိုသူနဲ့ကြောက်စိမ့်နေလှုပ်တယ်ပြီးတော့မကြပါဘူးနှစ်မကုန်ဘူးမှာကျွန်တော်က NIB clearance ရပြီးတော့ကျွန်တော်ကြောင်းပြန်တက်တယ်ကြောင်းပြန်တက်တာမှမကြသေးဘူးဥစ္စာရေးခင်ဖြစ်တယ်ဒါအဲ့ဒီမှာကျွန်တော်ဝင်ပါပြန်တော့ဆိုတော့ဒုတိယအချိန်ကျွန်တော်ကြာတာပေါ့လေတောင်းနော်အဲ့တော့အဲ့ပထမဖားတော့ကလည်း7ရက်ဒီဇင်ဘာဟိုဒီကျွန်တော်ကမြဂျပ်ပတီမြချင်းဟိုတဲ့ကိစ္စပြီးတော့ပတ်သက်ပြီးတော့ကျွန်တော်ဖားတာ11 December 1972တော့ဒုတိယအချိန်ဖားတော့လဲ11 December 1974နော်ဥစ္စာရေးခင်ကြောင့်ဆိုတော့ဒီတစ်ခေါက်တော့ကျွန်တော်တို့က3လကျော်လောက်နေရပြီးတော့စစ်ခုံရုံးတင်တယ်ကျွန်တော်တို့နော်ဆိုတော့ကျန်တဲ့ခေါင်းဆောင်ကြီးတွေကတော့9နှစ်တို့9နှစ်တို့ချခါတာပေါ့ဗျာကျွန်တော်တို့ကြတော့တိတ်မတေကြတယ်အရင်တော့တပိုင်းလေးရှိတယ်ဒါပေမဲ့ဘယ်နေရာမှာပါတယ်ဆိုတော့သူတို့သိမစေကြဘူးအဲ့တော့ကျွန်တော်တို့ black mark ပေးတဲ့အနေနဲ့စစ်ခုံရုံးတင်ပြီးတော့3နှစ်4နှစ်5နှစ်ချလိုက်တာပေါ့လေအလုပ်ချမ်းတယ်အဲ့တော့ကျွန်တော်တော့3နှစ်နဲ့အလုပ်ချမ်းချလိုက်တယ်ချပြီးတော့4နှစ်4ရက်တွင်းမှာကျွန်တော်ပြန်လွတ်တယ်အဲ့တော့ black mark ဟိုblacklist ထဲမှာထည့်ဖို့ပဲဒီရွေးချက်ကနော်ပြန်လွတ်ပြီးတော့ကျွန်တော်ချင်းကြောက်တက်လို့ရတယ်နော်ဘာပြဿနာမရှိဘူးဒါပေမဲ့အဲ့ဒါ75မှာကျွန်တော်လွတ်လာတာပေါ့နော်75 April မှာလွတ်လာပြီးတော့ June မှာတခါဟိုအလို့သမားရေးခင်က74 June မှာဖြစ်တာဘူးအဲ့ June မှာတခါစားရပြပွဲကျွန်တော် RT လိုက်စားတယ်ဒါတူပဲပြောမယ်ဆိုပေါ့လေအဲ့မှာလဲကျွန်တော်ကထပ်ပြီးတော့ပါဝင်ခဲ့တာပေါ့နော်ဆိုတော့အဲ့မှာလည်းအဖမ်းမခံရဘူးနောက်76ကျတော့မိုင်းရပြီရှိတဲ့ခါကျတော့ကျွန်တော်တို့တက်ကြွစီယုံနဲ့ကျွန်တော်တို့ဦးတန်းရေခင်းတော့ကဘန်းခါတဲ့ကျွန်တော်တို့အဖွဲ့တွေနဲ့ကျွန်တော်တို့အဲ့ဒါကိုစီစဉ်ကြတာပေါ့နော်အဲ့ဒီမှာလည်းခေါင်းဆောင်တွေပါတယ်အဲ့ခေါင်းဆောင်တွေနဲ့ကျွန်တော်တို့စာရီပိုင်းဝေပို့စာရီပိုင်းကတ်အဆောင်တွေမှာလိုက်စီယုံအဲ့လိုတဲ့အဲ့ဟိုဝါတော့ဖြစ်သွားတာပေါ့မိုင်းရပြီကြီးတဲ့ပွဲတွေဖြစ်သွားတယ်ဆိုတော့ကျွန်တော်ကအင်မတန်ဟိုတင်းနေရှားနေရာမှာကျွန်တော်ကမလှုပ်ရှားခဲ့ဘူးเนาะဆိုတော့စီရိုးတွေရှင်းတယ်နောက်ပြီးတော့ပိုစတာတွေကတ်တယ်เนาะနောက်ပြီးတော့ပိုစကတ်တွေဝေးတယ်เนาะညမှာပေါ့အဲ့ဒါတော့အဲ့ဘယ်လောက်ဆိုတော့ကျွန်တော်တော့ချစ်ချင်းမဖမ်းဘူး
多少嘞？哎，攀看嘞，长大了就那山地来抓个头发说对的，那半夜了就那憋了没憋了，对吧？哎，买点铺瓦达里亚把没的，Kipp Kho Lian，那边憋了就那憋的，地点嘛不喏，地点嘛就那得拉了多包围了，แต่ที่นี่เปลี่ยนรถลาบีดูจ้าอะไรจนเราไปรีบเส้นละเส้นบีတော့ကျွန်တော်ဖားလို့မရဘူးဆိုတော့သူတို့ကအဲကောင်ကလေးမျိုးကောင်စီကနေနော်ပြည်တဲ့ကောင်စီကနေကျွန်တော်စာနဲ့ပေးနဲ့ခေါ်တယ်မင်းဖေးနဲ့လာခဲ့ပါဆိုတော့ကျွန်တော်သွားတယ်အဲ့တော့တို့ပြောရင်ကျွန်တော်အကြောင်းထုတ်လိုက်တော့ဗျာရာဇမှာထုတ်လိုက်တယ်နော်နောက်မြို့နယ်ချုပ်တစ်နှစ်နော်ကလေးမျိုးမြို့နယ်ကနေမထွက်ရဆိုတော့ကျွန်တော်ချုပ်တာထောင်ထဲချုပ်တာနှစ်ခါဗျာမြို့နယ်အနေနဲ့ချုပ်တာတစ်ခါနော်တစ်နှစ်ချုပ်တယ်ပေါ့ပြီးတော့ကျောင်းကလည်းအပြီးပဲထုတ်လိုက်တာရတဲ့ပါနော်ဆိုတော့အဲ့ဒီကနေမှကျွန်တော်ကကျောင်းသားဘဝနေကျွန်တော်လွတ်သွားပြီးတော့ကျွန်တော်အဖေရဲ့ရုံးမှာပေါ့နော်ကလေးမျိုးမှာကျွန်တော်နေရင်းနဲ့အဲ့ Salai my movement တွေပါလေကျွန်တော်စခဲ့တယ်နော်ဆိုတော့အဲ့ Salai ဆွန်ကျဲလည်းရှိတယ်လေအဲ့ချိန်မှာဆိုတော့တာဟန်ကလေးမှာကျွန်တော်စတယ်ပြီးတော့ကျွန်တော်နောက်ပိုင်းရောင်ကိုဆင်းသွားတယ်ဒီမှာ Salai Lian ဘုံတို့ Salai Rambling ဘုံတို့နော်နောက် Salai ကျုံမောင်းတို့သူတို့အုပ်စုနဲ့တွေ့တယ်ကျွန်တော်ကျောင်းသားတော့မဟုတ်တော့ဘူးဒါပေမဲ့ကျောင်းနဲ့ကျွန်တော်ကမကင်းကွာဘူးကျောင်းထဲမှာပဲအမြဲတမ်းရှိနေတယ်သူတို့နဲ့အဲ့မှာ Salai my movement စတယ်နောက်ပြီးတော့ဒီစောင်းပါးတွေနော်ရေးတယ်စားဆောင်တွေထုတ်တယ်နော်အပြေးထားပဲပြီးတဲ့နောက်ပိုင်းမှာတော့ကျွန်တော်နိုင်ငံခြားသွားဖို့ဖြစ်လာတယ်နော်နိုင်ငံခြားသွားဖို့ဖြစ်လာအဲ့ဒီ slide တမောင်ဦးနဲ့ပတ်သက်တာကဒီလိုဗျကျွန်တော်အဲ့ဒီချိန်မှာ first time ဝင်တော့ကနော်72 December မှာဖန်တော့73ခုလုံးကျွန်တော်ထောင်ထဲမှာအဲ့ချိန်မှာ slide တမောင်ကလည်းထောင်ထဲမှာနော်ဒါတူကတော့ကျောင်းသားကိစ္စနဲ့ဝင်တာပေါ့ဆိုတော့ကျွန်တော်ကတိုက်ထဲမှာမွတ်စလင်ကောင်းဆောင်အဲ့ဒီအာဇမ်လည်းခေါ်တယ်ဗမာလိုတော့သူ့နာမည်ကမောင်လွင်လို့ခေါ်တယ်တိုက်ထဲမှာကျွန်တော်8လလောက်နေခဲ့ရတယ်နော်ဟို solitary confinement ခေါ်တာပေါ့နော်တိုက်ပိတ်ခံရတာပေါ့ကျွန်တော်8လလောက်နေခဲ့ရတော့သူကတော့တကယ်တော်လိုင်းသမားတယောက်ပဲအဲ့မွတ်စလင်ကောင်းဆောင်နော်ကျွန်တော်နဲ့လည်းအရင်ခင်သွားတယ်ဒါပေမဲ့8လပြီးတော့ကျွန်တော်တို့အဆောင်ပြောင်းတဲ့ခါမှာ तू ကအဆောင်တခြားဆောင်ရောက်သွားတယ်ကျွန်တော်ကအဆောင်3 तू ကအဆောင်6ထင်တယ်ဗျနော်အဲ့မှာ तू ကဒေါက်တာစလီထန်းတို့ slide မောင်တို့နဲ့တဆောင်တည်းသွားဖြစ်တာကျွန်တော်ကတော့တခြားနိုင်ငံသမားတွေပမာတွေနဲ့တွေ့တော့တိုးတယ်ဆိုတော့သူတို့တော့အဲ့မှာခင်သွားတယ်နော်အဲ့မှာခင်သွားပြီးတော့လွတ်လာတော့လဲဒေါက်တာစလီထန်းနဲ့ slide မောင်ကအတူတရက်ထဲလွတ်တယ်ဆိုတော့အဲ့ဒီခုနပြောတဲ့မောင်လွင်ကကျွန်တော်တို့ January မှာလွတ်တယ်74 January မှာလွတ်တယ်သူက June လမှာလွတ်တယ်ဆိုတော့ slide မောင်ဦးကျောင်းကိုကျွန်တော်အကြီးကျယ်ပြောတာနော်မောင်လွင်က slide မောင်ဦးကလည်းသူ့စီလဲတယ်ကျွန်တော်လည်းသူ့စီသွားလဲတယ်ဆိုတော့ तू ကအောင်တယ်လို့ဖြစ်သွားတော့ဗောနော်ကြားထဲမှာ slide မောင်ဦးလည်းမင်း Kipp နဲ့သိရမယ်ကျွန်တော်တို့8လအတူတည်ခဲ့ရတာဆိုတော့ကျွန်တော်အကြောင်းကိုကောင်းကောင်းသိတာဗောနော်ဟို slide မောင်ဦးနဲ့လည်းသူက3လလောက်တည်ရတာဆိုတော့ကောင်းသိတယ်ဆိုတော့မင်းတို့တယောက်အတူလက်တွဲရမယ်မင်းတို့တယောက်ပုံစံလည်းတူတယ်တက်ကြွပုံလည်းတူတယ်နော်ဆိုပြီးတော့မိတ်ဆက်ပေးဖို့နော်ခဏချိန်နေဒါပေမဲ့အချိတ်ဆက်မပြီးဘူးနော်လွဲနေတာဆိုတော့ဥတ္တရေးခင်ဖြစ်တဲ့ခါကျတော့ slide မှာကအဲ့မှာဥဆောင်ပြီးတော့ပေါင်းဆောင်ဖြစ်သွားတာဟုတ်ဆိုတော့အဲ့ပြီးတာနဲ့သူကလည်းပုံရပြီလေ underground ရောက်သွားပြီနော်တော်တော်စလိထားကနောက်မှကြည့်ရတာတော်တော်စလိထားသူ့ကိုလာနေချီပြီးဖွက်ထားတယ်နောက်ပိုင်းသူရိုးတဲ့နေစားအဲ့ဦးနူရဆိုတော့ join လုပ်တယ်အဲ့လမ်းကိုအခုနပြောတဲ့မောင်တွေကပြပေးတာတော့အဲ့3ယောက်ကတနေရာထဲမှာသွားစုံတာကအဲ့ဒါနော်ဘုရားရှင်ပို့ဆောင်တယ်လို့ပြောလို့ရတယ်ဘာလို့ဆိုတော်တော်စလိထားဥစ္စာရေးခင်းဖြစ်တာနဲ့ဖွက်တယ်နောက်သူပြေးတဲ့ခါမှာလမ်းပြပေးသွားလဲအစင်းနဲ့နော်မောင်တွေကအဲ့ဘက်ကိုအရင်ကြွတာနော်အဲ့ရိုးတဲ့ဘက်ကိုခဏရောက်တယ်သူကဆိုတော့အဲ့ရနေသူနဲ့ကျွန်တော်နဲ့ကင်းခွာသွားပြီဆိုတော့ကျွန်တော်အကြောင်းတော့သူသိတယ်သူ့အကြောင်းလည်းကျွန်တော်သိတယ်ဆိုတော့တယောက်လည်းရှာကြတာပေါ့ဗျာနော်သူကလည်းကျွန်တော်တွေ့ကျင်တယ်ကျွန်တော်လည်းသူ့ကိုတွေ့ကျင်တယ်ဒါပေမဲ့မတွေ့ဖြစ်ဘူးအဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့ဒီနိုင်
သူကြာဆုံးတဲ့နှစ်30မြောက်မှာအဲ့ဒီမှာဒေါက်တာဆလိုက်ထွန်းသားဟိုမြို့တော်ခမ်းမရှိမှာဆန္ဒပြပြီးတော့အဲ့လိုကာလလေးပေါ့နော်အဲ့မှာကျွန်တော်ဆောင်းပါးလေးတစ်ပုဒ်ရေးလိုက်တယ် a legend and a new battle cry ဆိုပြီးတော့ a legend ဆိုတာတော့ဒီဆလိုက်တပေါင်းကိုပြောတာပေါ့နော် a new battle cry ဆိုတာတော့ဒီဆလိုက်ဒေါက်တာဆလိုက်ထွန်းသားကိုကျွန်တော်ဆိုလိုတာဆောင်းပါးတူတူလေးပဲနော်ရေးပြီးတော့ကျွန်တော် internet မှာလွှင့်လိုက်တယ်အဲ့မှာတော့ကျွန်တော်ကလွန်ခဲ့တဲ့နှစ်ပေါင်း30လောက်ကဒီလိုပဲတတိရှိတဲ့နော်ဒေါက်တာကောင်းဆောင်တူပေါ်ခဲ့ဘူးလေဆလိုက်တပေါင်းဦးပေါ့အခု30ကြာသွားတဲ့အခါမှာဒေါက်တာဆလိုက်ထွန်းသားဆိုတာပေါ်လာပြပြီပေါ့နော်သူကနေမှတိုက်ပွဲခေါ်တာတွေသူကတွေးကြော်တယ်ပေါ့နော်ဆလိုက်တပေါင်းဦးကတော့သူကအသက်စတေးသွားတယ်ပေါ့နော်နောက်ပြီးတော့ကမ္ဘာပေါ်မှာတွေးမြေအကြဆုံးတက္ကသိုလ်မှာနော်သူတိုက်ပွဲဝင်နေကြဆုံးသွားတယ်ဆိုတာမျိုးကျွန်တော်ရေးလိုက်တယ်ဗျအဲ့မှာလေ30ဆိုတာကျွန်တော်ခေါင်းထဲမှာဝင်လာတယ်။အော်ဒါကြီးကနှစ်ပေါင်း30တောင်ကြာသွားပြီ။အဲ့တော့ကျွန်တော်မေးလို့ရတဲ့လူတွေကလည်းသိကုန်ကြတော့အဲ့မောင်တွေလည်းအင်္ဂလန်ရောက်လာတယ်။ကျွန်တော်လည်းစကားပြောဘူးတယ်။တွေ့မယ်နဲ့မတွေ့ဖြစ်ဘူးသူဆုံးသွားတယ်အင်္ဂလန်မှာ။အဲ့တော့ကျွန်တော်သူ့အကြောင်းမေးလို့ရတဲ့လူတွေကလည်းသိကုန်ပြီ။နော်ဆိုတော့ကျွန်တော်အချိန်မီရေးရတော့ပဲ30ပြည့်တဲ့နှစ်ဖြစ်နေတာဟုတ်ဒီမြန်ကိုရေးရတော့မယ်ဒါရေးမှဖြစ်မယ်ဒီ30ချိန်မှာရေးမှဖြစ်မယ်ဆိုပြီးတော့ facts တွေကျွန်တော် like မေးဖို့ကလည်းအဲ့ my popo တို့သူဗီဇာဆိုတာဟို US မှာရှိသလို Canada မှာရှိသလိုကျွန်တော်မေးတယ်ကိုလိုက်မေးတယ် connection ကိုမရအောင်အဲ့ဒါနဲ့ရှိသလောက်ကျွန်တော်မှတ်မိသလောက်နဲ့ကျွန်တော်ရေးလိုက်တယ်နော်ကျောင်းသားလူချမ်းမှုတွေအကုန်လုံးကျွန်တော်သိလာဘူး74 75 76 3နှစ်ကာလတိုက်ပွဲအရင်ပြင်းထန်တဲ့ခါကျတော့အဲ့ဒီဟာကိုနောက်ခံထားပြီးတော့ flight 175ဟို73မှာလည်းကျွန်တော်တို့ရှိတဲ့ခါမှာသူထောင်ချနေတယ်74မှာလည်းသူအဲ့မှာပါဝင်တယ်75မှာလည်းသူနောက်ပါဝင်တယ်အဲ့ဒီဟိုလူသမားတစ်နှစ်မြောက်မှာလည်းသူအဲ့မှာဥဆောင်တယ်နောက်76မှာတခါထပ်ပါတယ်နော်မိုင်းရပြီမှာထပ်ပြီးတော့ဖမ်းတယ်ဆိုတော့နောက်ဆုံးဖမ်းခါတာပေါ့လေဆိုတော့ဒီ74 75 76 73 74 75 76နော်ဒီလေးနှစ်တာကာလသူ့အကြောင်းကျွန်တော်သိသလောက်နဲ့ចောင်းသားလူချမှု background ကြီးရတော့ကျွန်တော်အကုန်သိတာဘူးအဲ့ဒီမှာကျွန်တော်သူ့အကြောင်းကိုနည်းနည်းညာချက်ပြီးတော့ထည့်သွားတာဆိုတော့10မိနစ်လောက်ရှိတယ်ဆိုတော့အဲ့မှာသူ့ရဲ့အကြောင်းကနည်းနည်းပြန်နှိုးထလာတာနော်လူတွေကမေးပြောကြားဘူးလေတင်မောင်ဦးဆိုတာကြားဘူးလေဆိုတာမျိုးလောက်ပဲရှိပြီးတော့အသေးစိတ်ကိုမသိကြဘူးအဲ့မှာလဲဒီမိုင်ပိုတို့သူ့ရဲ့ဒီမာတွေသူ့ရဲ့အမေဖေတွေကလည်းကိုကနေဒါမှာရောက်တယ်ဆိုတော့နောက်ပိုင်းမှာသိရတာဘူးအဲ့ဆောင်းပါးကိုဖတ်ပြီးတော့သူတို့ကလည်းဒီတိုင်းနေလို့မရဘူး we have to do something ဆိုပြီးတော့နော်အဲ့ဆောင်းပါးလေးကသူတို့လှုပ်တိုးလိုက်တယ်လို့ဖြစ်သွားတာပေါ့နော်အဲ့ကနေကျွန်တော်နဲ့ connection ရပြီးတော့သူကြာဆုံးတဲ့35နှစ်မြောက်မှာကျွန်တော်ကိုလည်းဖိတ်နော်ပြီးတော့သူတို့မိသားစုနဲ့ကျွန်တော်ပြန်ပြီးတော့ဆက်သွယ်ရသွားတယ်နောက်ပြီးတော့ဒီဆောင်းပါးကိုလည်းကျွန်တော်ပြန်ပြီးတော့အများကြီးပြုတ်ပြင်းတယ်နော်သူတို့ရဲ့ background family background ကျွန်တော်မတိတာကြီးချက်ထားခဲ့တာကြီးပြန်ထပ်ဖြစ်ပြီးတော့ကျွန်တော် update ပြန်လုပ်တယ်ဆိုတော့လူတွေကစလိုက်တမောင်ဦးနဲ့ကျွန်တော်နဲ့ဆက်ဆက်ပြီးတော့ပြောတဲ့ခါမှာကျွန်တော်တို့ကလက်တွဲခဲ့ကြတယ်ဆိုလူပြီးတော့ဝယ်ထင်နေကြတာကျွန်တော်ဒီဆောက်ပါရေးလိုက်တဲ့ခါကျတော့နော်ဒါပေမဲ့တကယ်တမ်းသူနဲ့ကျွန်တော်နဲ့ကမတွဲလိုက်ရအောင်မတွေ့လိုက်ရအောင်နော်အဲ့ဒါဆိုတော့ကျွန်တော်သူတို့လည်းအဲ့ update လုပ်ထားရအောင်ကျွန်တော်ပို့တယ်လေနောက်ဆုံးဒီဆောင်းပါသူ့အကြောင်းရေးထားတဲ့ဆောင်းပါကို update လုပ်ထားပို့တော့နောက်ဆုံးဟိုမှာကျွန်တော်မှတ်ချက်ရေးထားတယ်ကျွန်တော်သူနဲ့မတွေ့ဘူးပါဘူးဒီပထမဆောင်းပါရေးတော့လူတွေကအဲ့နောက်ပိုင်းမှာဖတ်ပြီးတော့ကျွန်တော်နဲ့ slide မုံတွေကအတူလက်တွဲခဲ့ကြတာဆိုပြီးတော့ထင်ကြတယ်ပေါ့အမှန်တကယ်တော့ကျွန်တော်တို့လက်တွဲဖို့အခွင့်မရခဲ့ဘူးသူနဲ့ကျွန်တော်နဲ့ဟိုတယောက်ပါတော့နာမည်ချင်းသိကြတယ်တယောက်သူလည်းကျွန်တော်ရှာကျွန်တော်လည်းသူ့ကိုရှာဆိုတော့ကျွန်တော်မှတ်ချက်ရေးထားတယ်နော်မိုင်ပိုကတော့သူတို့ web page မှာတင်တဲ့ခါကျတော့အဲ့မှတ်ချက်ကပါမလာဘူးနော်လူများထင်တဲ့အတိုင်းပဲထားလိုက်ပါဆိုတဲ့သဘောမျိုးဖြစ်မှာပေါ့နော်အဲ့ဒါပါပဲကျွန်တော်ဆရာပေါ့နော်ဒေါက်တာကောင်းညွန့်ဆိုတာကျွန်တော်တော်တော်ကိုချစ်တယ်ကျွန်တော်တို့ကျောင်းသားဘဝမှာအဲ့ကိုတိန်းစော်ဆိုတဲ့မော်လမြိုင်တယောက်တကယ်တယောက်ရဲ့နောက်ချန်ပီယံဆောဆူလာဆိုတာပေါ့ကျွန်တော်သုံးအောင်အရင်တွေ့တယ်ကျွန်တော်သုံးအောင်အဲ့ဒေါက်တာကောင်းညွန့်အရင်ချစ်တယ်ဒါပေမဲ့သူကျွန်တော်ထောင်နေပါမကြသေးဘူးနိုင်ငံကြီးလည်းနင်းကတော့မလုပ်ခင်မှာသူက
Japan ရောက်သွားတယ်ပညာတော်စင်ပေါ့နော်ဒေါ်တော်ဘွဲတွေပဲယူဖို့ဒေါ်တော်ဘွဲပြန်ယူပြီးပြန်လာတဲ့ခါမှာနော်ကျွန်တော်ကအပြင်ကိုရောက်နေပြီလေရောက်ထုတ်ခါပြီးနော်အပြင်မှာလဲကျွန်တော်ကဟိုနေသားကြနေပြီကျွန်တော်အဖေစီမှာအလုပ်လုပ်နေတဲ့ခါလာပေါ့နော်ဆိုတော့သူကကျွန်တော်အကြောင်းတွေသိရတော့သူကအရင်ဝမ်းနေတယ်နော်ဝမ်းနေပြီးတော့ကျွန်တော်ပုံမှာတော်တော်လေးစေနာရှိတာပေါ့နော်ကျွန်တော်တို့သုံးယောက်ကိုလည်းသူကသိချစ်တာဘူးအဲ့ချိန်မှာကျွန်တော်ကိုသိန်းစော်ကတော့သူကတရုတ်ဆိုတော့သူ့ဦးလေးတွေကစင်ပူမှာရှိတာဘူးအဲ့တော့အဲ့မှာသူကရောက်နေပြီနော်အောင်ပြီးတာနဲ့စင်ပူမှာသူကအလုပ်လုပ်နေပြီကိုသိန်းစော်ပြန်လာတဲ့ခါနဲ့ကြုံတဲ့ခါကျတော့တော်တော်ကောင်းကြအဲ့မင်း Kipp ကိုတော့တင်မထားနဲ့မခေါ်သွားမယ်နော်ဟိုကတိုက်ပြီးတော့ဒီလောက်လုပ်ခဲ့တဲ့လူဒီလောက်နေတာခံခဲ့လို့မင်းခေါ်သွားဆိုတော့ကိုသိန်းစော်တို့ကျွန်တော်တော့ခေါ်ချင်မှခေါ်မှာနော်ဘွဲလည်းမရအောင်ဆိုတော့လေနော်အဲ့သူကခေါ်တယ်နော်ခေါ်တော့သူလည်းစောဆိုတာနဲ့ကျွန်တော်တို့လည်းစင်ကာပူရောက်သွားတော့ဗျာဆိုတော့3နှစ်လောက်စင်ကာပူမှာတော့6လနော်ကျွန်တော် work permit မရအောင်ကျွန်တော်အဲ့ဒါနဲ့မလေးရှားရောက်သွားတယ်မလေးရှားမှာ3နှစ်လောက်နော်အဲ့ချိန်မှာမလေးရှားမှာတော့ချင်းကကျွန်တော်နဲ့ဆရာအဟုန်ပဲရှိတယ်ဆရာအဟုန်ကလည်းကြောင်းပြီးခံတီးပြီဆိုတော့ကျွန်တော်အလုပ်ရပြီးရခါတီးဒီမှာသူပမာပြီးပြန်သွားတယ်နော်ဆိုတော့ချင်းကကျွန်တော်တယောက်လည်းပဲကြံတာပေါ့အခုတော့မလေးရှားမှာချင်းနေအများကြီးဆိုတော့အဲ့မှာတော့ကျွန်တော် architect ရုံးတရုံးမှာရတယ်နော်အလုပ်ရတယ်အဲ့ Pahang State က Cameron Highland ဆိုတာအဲ့တောင်ပေါ်မှာပေါ့နော် Strawberry Park Model ဆိုတာခမောင်164ကမ်ပါတဲ့ swimming pool လို့ပေါ့ကွန်ဒီစကိုတက်လို့ပေါ့အဲ့ model ကိုကျွန်တော်စောက်ခဲ့တာပေါ့နော်ဟို resident architect နေနဲ့နော်အဲ့မှာနေတဲ့ resident architect ဆိုတာရုံးမထိုင်ပေါ့နော် construction site မှာပဲနေပြီးတော့ supervise လုပ်ရတော့ပေါ့လုပ်ပြီးတော့ဆိုတော့3နှစ်လောက်ကကျွန်တော်တို့ကတန်ရုပ်ကိုဆောင်ရတာဟုတ်ကိုလာကရဲ့10ရိုင်းလုံးဆိုတော့အဲ့လိုခုဆောင်ပြီးရင်ကျွန်တော်ထွက်ကြရ Thailand မလေးရှားရဲ့စင်ကာပူတူပဲပေးတယ်တော့ဘူးဆိုတော့ဒါပေမဲ့အဲ့လိုပုံမှန်ခုဆောင်ပြီးကျွန်တော်နိုင်ငံတိုးလျှောက်လို့ရတယ်ကျွန်တော် Australia သွားခြင်းနဲ့ကျွန်တော် US နဲ့သွားခြင်းနဲ့ကျွန်တော် England နဲ့သွားခြင်း English speaking country သွားခြင်းတော့ဗောဗျာတိုးလျှောက်တော့မပေးဘူးရနော်ကျွန်တော်ဟိုပတ်ဖို့လျှောက်တော့ကလည်းတစ်နှစ်လောက်ကြာသွားသူများတွေ3လတွင်ရတာတော့ကျွန်တော် case ကသူတို့ကဟို background တွေအကုန်လုံးစစ်ဆေးပြီးတော့ရှင်းပြီဆိုတော့ကျွန်တော်တော့တစ်နှစ်လောက်နေမှတော့ကျွန်တော်တို့အဲ့ရှမ်းတငယ်ချင်းနဲ့တူလျှောက်တာသူက3လနဲ့ရသွားကျွန်တော်တစ်နှစ်လောက်ကြာသွားတယ်နောက်တစ်ခါ3နှစ်ပြီးတော့ခါနိုင်ငံတူလျှောက်တော့မပေးဘူးမပေးတော့ကျွန်တော်လည်းဂျာမနီကတော့ဗီဇာမလိုဘဲနဲ့သွားလို့ရတယ်အဲ့ဒီခေတ်တော့နော်ဆိုတော့ဂျာမနီနဲ့ပမာဘူကျုပ်တွေနဲ့ကအပေးယူတွေရှိတာပေါ့နော်အဲ့တဲ့ဟိုခဲယမီကြောက်တော့နော်အယောင်ဝယ်တွေရှိတယ်ခါကျတော့သူတို့ပဲ passport ရှိတာဒီအစိုးရဘိုင်းကပဲ passport ရှိတာဘူးဆိုတော့ဗီဇာမလိုဘူးအဲ့ဒါနောက်ပိုင်းရှင်းလေးလုံးနောက်ပိုင်းမှာဗီဇာလိုတာနော်အခုတော့ဗမာတွေအကုန်လုံးလာတော့မယ်ဆိုတာသိတယ်ထင်ပါတယ်ပိတ်ပလိုက်တာဆိုတော့ကျွန်တော်သွားတဲ့ခါ86ဗီဇာမလိုဘူးဆိုတော့ကျွန်တော်ကျန်တဲ့နိုင်ငံတွေသွားဖို့အဆက်အသွယ်လည်းမရှိဘူးဘလို့ဗီဇာရအောင်လုပ်မလဲဆိုတာမရှိဘူးအဲ့တော့ဂျာမနီကဗီဇာမလိုဘူးဆိုတော့ကျွန်တော်အခုတုံးဝဲတယောက်တန်စရာဆိုတာလည်းသူတော်လို့ရတယ်နော်ဟိုထွက်ပြေးပြီးတော့သူကခိုလိုပဲတောင်းထားတာအဲ့ကျွန်တော်တဲ့10နှစ်တော့ဆော့မထင်အဲ့မှာဆိုတော့ကျွန်တော်လာမယ်ဆိုတော့လာခဲ့ပါဆိုတော့ကျွန်တော်လည်းယူရတွားပြီးတော့နော်အဲ့နိုင်ငံတိုးကိုရေးတာဒီ passport ဟာ is valid to travel to so country ဆိုပြီးတော့နိုင်ငံတွေအများကြီးကျွန်တော်ဖြည့်ရေးပလိုက်တယ်လက်ရေးနဲ့ပဲရေးပြီးတော့အဲ့တန်ရုံးတစ်စိတ်အတုလုပ်ပြီးတော့ထုပြီးတော့ခါ signature ကထိုးပလိုက်ပြီးတော့ကျွန်တော်အဲ့ဒါနဲ့ဂျာမနီရောက်သွားတာဂျာမနီမှာကိုလိုငွေတောင်းတယ်89မှာကိုလိုငွေရ86မှာကျွန်တော်တောင်းတာ89မှာကိုလိုငွေရအဲ့ကမာလဲအရင်တဲတော်ကိုရှောက်တဲ့လူကနော်3နှစ်လောက်စောင့်လိုက်ရတာပေါ့နော်အဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့ကြိုရောက်နေတဲ့သဘောမျိုးဖြစ်တာပေါ့အဲ့နောက်ပိုင်းမှာအများကြီးရောက်လာကြ2000လောက်မှာအဲ့ကြားထဲမှာတော့ကျွန်တော်ဘာမှဗျူရိုတို့ပါဘူးနော်ပမာလေးနဲ့2000နဲ့နော်ဒါဖြင့်ကျွန်တော်တို့မှာတော့တီကတော့ဘာမှဗျူရိုနဲ့နောက် CRDB ဆိုတော့ Committee for Restoration of Democracy in Burma ဆိုရဲနော်
ကိုရဲကျော်သူတို့ကိုတင်မောင်ဝင်းတို့ထောင်ထားတဲ့ဟာသူတို့နဲ့လည်းအထီးတွေ့တွေရှိတာပေါ့နော်ကျွန်တော်တို့ဖွဲ့တယ်မှာတော့ကျွန်တော်ဝင်မှုဆိုတော့အဲ့လိုအတွေ့အကြုံတွေရှိပြီးတဲ့နောက်ပိုင်းမှာရောက်လာကြတာဟုတ်ပူလီယန်တို့ဒေါက်တာသလေးထန်းတို့နောက်ဂျာမနီကိုလည်းအဲ့ချင်းတွေအများကြီးရောက်လာကြတယ်2000နောက်ပိုင်းမှာဆိုတော့အဲ့မှာချင်း community ဂျာမနီထောင်တော့လဲကျွန်တော်ဝင်ကူကြည့်တယ်နော်ဇိုဘီအင်ကွန်ဂျာမနီထောင်တော့လဲကျွန်တော်ဝင်ကူကြည့်တယ်နော်ဆိုတော့နောက်ပိုင်းချင်း forum ထောင်ဖြစ်သွားတာပေါ့လေနော်ကျွန်တော်ရဲဘော်ရဲဘက်တွေလည်းအကုန်လုံးရောက်နေပြီလိုက်တဲ့မုံလည်းရောက်နေပြီဆိုတော့ဒေါက်တာဘုံစောနာလည်းရောက်တင်ပြီးသားနော်သူအတွေ့အကြုံသူလည်းအဲ့ CRDP နဲ့ဆိုတော့အလုပ်လုပ်တယ်ဆိုတော့သူလည်းအတွေ့အကြုံလည်းရှိနေပြီသားကျွန်တော်မှလည်းရှိနေပြီသားဆိုတော့ကျွန်တော်တယောက်အားလည်းအဲ့သူတို့နဲ့ပေါင်းလိုက်ပြီးတော့နော်ချင်း forum ထောင်လိုက်တဲ့ခါကျတော့တော်တော်လေးတိုင်ပင်လည်းကောင်းသွားတယ်ပြောရမယ်နော်ဆိုတော့အလုပ်ဖြစ်သွားတယ်နော်ချင်း forum ကတော့ကျွန်တော်တို့ Chinland Constitution ကိုကျွန်တော်တို့ Future Chinland Constitution draft လုပ်တာပေါ့လေနှစ်ပေါင်း20လောက်ကျွန်တော်လှုပ်ရှားလိုက်တယ်အဲ့မှာနော်ဆိုတော့ New Delhi တို့ဘယ်လိုသွားလို့နိုင်ငံတကာရောက်ချင်းနေလဲကျွန်တော်တို့က consultation တွေလုပ်ပြီးတော့နော် draft က fourth draft တိကျွန်တော်ပြီးသွားတယ် fifth draft တိ sorry နောက်ဆုံး fifth draft တိပြီးသွားတယ်ဆိုတော့ဒီမှာဟိုနောက်ပိုင်းမှာတော့ဒီ reform ဝင်လာတော့2011မှာ reform ဝင်လာတော့ကျွန်တော်တို့အဲ CNF အနေမှာဖိတ်ခေါ်တာပေါ့လေနော်အဲဒီနောက်ပိုင်းမှာတော့ CNF ထဲမှာကျွန်တော်ဝင်လာတယ်